တိတိတနိစ္စဝုဒ္ဓပဇာယိနောသတ္တရောဓမ္မဝရန္တိအာယုဝနောဒုက္ခပဒအနုရာရပြီဘယ်လောက်ဝေးသေးတယ်လဲတကားအနုရာရကိုဝေးလာပါသေးတယ်ရှင်ဗျာညနေဆောင်လို့နေဝင်ပြိုးပြလောက်မှရောက်နိုင်ကြရှိပါတယ်ဗျာလက်တော့မကောင်းဗျာအရှင်ဗျာဆုံးကိစ္စပြီးခဲ့ပါပြီလားဗျာမပြီးခဲ့သေးဘူးတကားဒီတော့ကြီးကလူနေအိမ်ကြီးဝေးလာလို့မို့ဆုံးအတွက်ခက်ခဲရှိပါလိမ့်မယ်ရှင်ဗျာကိစ္စမရှိပါဘူးတကားယဟန်တို့မြည်သည်အဘိက္ခုကြီးကျင်းပြီးတောက်ရင်လေဆုံးကိစ္စပြီးနိုင်ပါလေပြိပံသောဘဂဝတောတာဝကတံဥစုပြိပံသောဘဂဝတောတာဝကတံညာယပြိပံသောဘဂဝတောတာဝကတံတမြစ်စိပြိပံသောဘဂဝတောတာဝကတံယရိတံသတ္တာရိပုရိတယုဂာနိအထပုရိတပုဂ္ဂလာဧတာဘဂဝတောတာဝကတံအာဟုနေယောပါဟုနေယောဒက္ခိနေယောအစ္စလိကရဏီယောအနုတ္တရံပုညခိတံလောကတံအနုတ္တရံပုညခိတံအနုတ္တရံပုညခိတံလက်တော်မူအောင်ဗျလက်တော်မူအောင်ဗျဒီခဏတော့ပါဗျာဒီနီးနားဝန်းကျင်မှာခီးသွားတူးတလေနဲ့တွေ့လို့ပြင်ညာစိုးချသွားပြစီဗျာတပည့်တော်သနာတော်အပြင်ခွင့်ပေးတော်မူမကြရပါဘူးဗျာအေးလေဒီနေရာမှာခိတ္တခဏတော့အပန်းဖြေနားနေပါဦးလေတက္ကသဘောအတိုင်းရှိပါလေဒီမှာဗျာကိုတိတ်ကုတ်ပေါ်မှာအစင်သိပါလေဗျာစတော့မလားဒီနေရာမှာတင်တော့ပါတယ်ဗျာဒီတော့မကြသေးပါဘူးဗျာအခန်းသိမှာပဲဗျာဝန်တန်လိုက်တာတပည့်တော်ရဲ့ဆုံးကိုခံယူတော်မူပါဗျာသာဓုသာဓုသာဓုဒါတဲ့တခါရဲ့တရားတရားကိုချိမြောက်ရအောင်ဒီဆုံးရခဲ့ဖို့ရှောက်စမ်းပါဦးခရီးသွားတူးထံမှာတပည့်တော်ပါကမြငွေ12ကျပ်နဲ့ဝယ်ခဲ့ရကြအောင်ပါဗျာတန်ဖိုးကြီးလာပါကလားတခါဒီငွေများဟာတပည့်တော်သမီးလေးကိုကြုံဖြစ်မှရွေးရန်သုံးနှစ်တိတိစုခဲ့ရကြအောင်ပါဗျာအိုးတခါရဲ့တရားတရားဟာအမနန်ရှိလိုက်လေဤဆုံးကိုတပည့်တော်ဒီတန်ခါကုံတော်ကိုတရားမြတ်နိုး၍ဖြူရမ်းပါ၏ဖေဟာသာဓုသာဓုသာဓုတရားရဲ့ဒါနဟာတာမန်ဒါနမျိုးမဟုတ်တော့ဘူးတကားပုဒ္ဒပရိစ္ဆာကဟုဆိုအပ်တော့သာသမီကိုစွန့်ပြီးစုတဲ့အဖြစ်ဖြစ်နေပြီဤဒါနကောင်းမှုသည်ဆင်းရဲခြင်းဟုသည်များတို့တွင်အဆင်းရဲဆုံးဖြစ်သောတန္တရာကိုဆင်းရဲမှဘဝတူတူဖြင့်လွတ်မြောက်ရပါလိမ့်မည်ဖေဟာတကားအလိုရှိတယ်လို့ဘဝတူတူနဲ့နိဗ္ဗာန်ကိုရောက်ပါစေယခုပြစ္ဆကဘဝ၌လီအာယုဝနာဒုက္ခဗလာပฏิဘာနာဒီဟုသောသောအကျိုး၅ပါးနဲ့ပြည့်စုံပါစေတည်းပြည့်တဲ့ဆုနဲ့ပြည့်ရပါစေခင်ဗျာကောင်းပြီကုလဘယလာဘမတွေ့သမီးငယ်ဤဘဝနဲ့လဲပြီးတန်လျာကိုဆင်းရဲမှလွတ်မြောက်ရအမှားနိဗ္ဗာန်ကိုရည်မှန်း၍တူတန်းသောဤဆွန်းသည်မြင့်မြတ်လာပြီစွာဒါကြောင့်ငါကိုယ်တိုင်ယခုတထိုင်တည်းနဲ့အာသဝကင်းကွာ၍ယဟန္တာဖြစ်ပြီးမှဤဆုံးကိုငါစားတော်မယ်ဟေးလောကမှာမရှိလို့မလှူလို့မရှိတဲ့အထက်ကလှူတာငါလိုလူသဘူမှရှိသေးရဲ့လားဟေးစင်ရသာဒါယကာရဲ့ဆွန်းကြောင့်ငါအတွက်ပြင်ယဟန်ကိစ္စပြီးတန်တိဒုက္ခရခဲ့တယ်သွန်တကာရဲ့ဒုက္ခကိုလည်းငါကယ်တင်ပြီးမှယထာဘူတကြတော့တယ်။ဩငါရဲ့အာယုပရိစေတာကလည်းဒီနေ့မှရည်တွက်လျင်9ရက်မြောက်၌ပြိဋိနိဗ္ဗာန်ပြုရတော့မှာပါ
အောင်မည်ယခုအနုရာရပြည်သို့ဇံခီးဖြင့်သွား၍ဘယင်ကာကဝဏတိတ်တမင်းတရား၏ကိုးွယ်ကိုခံပြီးမှပြိနိဗ္ဗာန်ပြုငါအားသာဓုကိလနာပူဇော်ခြင်းဖြင့်ပူဇော်ကြသည့်အခါငါယုတ်ကလကိုကိုစွန်းတရကကိုယ်တိုင်မှငါအလောင်းကိုကြွပါသည်